ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်ဒီတစ်ခါတော့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းကတော့ဒီပန်းရင်မြို့နယ်မိုးကန်ကြီးကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်မှုပြည်သူများထိခိုက်မှုရှိပြီးကျောင်းဆောင်များပျက်စီးဆိုတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်စကိုင်းတိုင်းဒီပန်းရင်မြို့နယ်မိုးကန်ကြီးရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းတွေကြောင့်ပြည်သူများထိခိုက်မှုရှိပြီးတော့ကျောင်းဆောင်များပျက်စီးခဲ့ကြောင်းဒီပန်းရင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုပါရယ်။ယနေ့ဇန်နဝါရီလ17ရက်နေ့ညနေ4:35မိနစ်ခန့်မှာတရောင်းလေတပ်ကတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကဒီပန်းရင်မြို့နယ်မိုးကန်ကြီးရွာစာတင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့3ချိန်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးကြောင်းလေကြောင်းတိုက်ခိုက်မှုအတွင်းမှာမူကန်ကြီးကျေးရွာစာတင်ကျောင်းအတွင်းမှာရှိတဲ့ကျောင်းဆောင်တွေကလည်းထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဒီပန်းမြို့နယ်မူကန်ကြီးကျေးရွာစာတင်ကျောင်းကိုစစ်ခွေးတွေကတထောင်တက်ဂျက်ဖိုက်တာတစ်စီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ဆက်လက်နေုံဆွဲသွားတာအကုန်ထိခိုက်တာပါ။ပြည်သူတွေထိခိုက်မှုတွေရှိပါတယ်။အသေးစိတ်မစီစစ်နိုင်သေးတာပါ။ချက်ချင်းကြီးကိုလည်းမစီစစ်နိုင်သေးလို့ပါ။စာတင်ကျောင်းလည်းထိခိုက်ပျက်စီးများပါတယ်။မြေပြင်ခြေနေတာစိတ်မချရသေးပါဘူး။ဒီစာတင်ကျောင်းကအခုနဲ့ဆိုရင်2ကြိမ်မြောက်ရှိပြီးတော့လေကြောင်းတိုက်ခိုက်ခံရတာစစ်ဆောင်တွေအများစုကတော့အရင်တစ်ခါပြစ်ခတ်ခံရကြတဲ့ကမရှိကြတော့ဘူးပြောင်းပြေးသွားကြပါတယ်ဆိုပြီးဒီပန်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီပန်းမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများ၄ချောင်းအနေနဲ့အထူးသတိပြုကြပါရန်ဒီပန်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအသိပေးနှိုးဆော်ထားပါတယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးထိုးပေးတင်ရှိပါတယ်နောက်ရက်တွေမှာလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာမျိုးစုံနဲ့ပြန်လာခဲ့ပါအောင်ရှင်